ဒီကနေ့လေးလာကြည့်ကြမဲ့အချမ်းရာကတော့ခစ်တဲ့အချီရင်နဲ့ပတ်သက်ပြီးနည်းနည်းလောက်အလေးနဲ့ထားဆွေးနွေးကြည့်ချင်တဲ့ကိစ္စလေးတစ်ခုပါကျွန်တော်တို့လူဖွဲ့စည်းမှာအယိုးဆွဲနေတဲ့ romantic ဆန်ဆန်အချစ်အရင်စာလေးတွေကိုခဏလောက်ဘေးဖယ်ထားပြီးတော့လက်တွေ့ဘဝရဲ့ခါတီးတဲ့အမှန်တရားတစ်ခုကိုရင်ဆိုင်ကြည့်ကြရအောင်တကယ်တော့ဘဝဆိုတာစစ်ကူးရင်ဆိုင်ရုံတက်တဲ့နဲ့ဖြတ်ထန်းလို့မရပါဘူးအထူးသဖြင့်ကိုတကယ်မျက်နှိုးရတဲ့သူတယောက်ကိုဘဝလေးခေါ်သွင်းလာတော့မယ်ဆိုရင်ပို့ပြီးတော့တောင်လက်တွေ့ကြကြတွေးဖို့လိုအပ်လာပါတယ်ဒါကြောင့်ရေးရှည်တည်တန်းတဲ့အချစ်တကူအတွက်ပါရီကတကယ်အရေးကြီးလဲဆိုတာကိုတေချာလေးရှင်းပြပြီးတော့ချင်ပါတယ်ချစ်ဖို့တော့ပတ်စံမလို့ဘူး။နှစ်ယောက်သားနားလည်မှုရှိရင်လုံလောက်ပြီဆိုတဲ့စကားကိုကြားဖို့ကြမှာပါ။ငယ်ငယ်တုန်းကဆိုရင်ရုပ်ရှင်တွေဝတ္ထုတွေထဲမှာဒီလိုစကားမျိုးတွေကိုဖတ်ပြီးအရန်ကိုယုံကြည်ခဲ့ဘူးကြတာပေါ့။အဲ့ဒီတုန်းကဘဝဆိုတာလွယ်လွယ်လေးလုံးထင်ခဲ့တာကိုချစ်သူနှစ်ယောက်လာမဲမှာလက်ချင်းချိတ်လျှောက်ရင်ငါတို့အတူတူရှိနေသွေးဘာလာလာရန်ဆိုင်မယ်လို့ဖြော်လင့်ချစ်တွေအကြောင်းပြောကြတဲ့အချိန်မှာလောကကြီးကတိတ်လှတာပဲလို့ထင်ခဲ့ကြတယ်။ဒါကမဲ့တကယ်တော့ဒါဟာလူ့ဖွဲ့စည်းကကျွန်တော်တို့ကိုယုံကြည်အောင်ရိုက်သွင်းပေးခဲ့တဲ့စိတ်ကူးရင်ဆန်လွန်းတဲ့အလင်းငယ်အထုခုပါပဲတကယ်လက်တွေ့မှာတော့ဒါတကယ်ပဲအလောက်ထည့်ရလားရုပ်ရှင်တွေကမျောလင်းချက်တွေနဲ့တကယ်ခါတီးရဲ့လက်တွေ့ဘဝရဲ့ကွာဟာချက်ကတော်တော်လေးကိုကြီးမားပါတယ်နှစ်ကိုတို့သာဆိုရင်တဲဟုတ်ပြတ်တဲ့ထမင်းရည်တောင်ရတက်ရဆိုပြီးရိုးအားတွေ့ခဲ့တဲ့အိမ်မက်တီဟာတကယ်လက်တွေ့ဘဝရဲ့စောင်းဝနေရေးပြဿနာတွေကတကောက်ကိုခက်ချမ်းချမ်းဆုံးကန်ပြီးဝင်လာတဲ့အခါမှာတော့ရုတ်တရက်အသက်ရှူချက်သွားတတ်ပါတယ်စောင်းဝနေရေးဆိုတဲ့အခြေခံလိုအပ်ချက်တွေပတ်ဝန်းကျင်ရဲ့ထိအားတွေကြားထဲမှာအဲ့ဒီလားပါတဲ့အချက်ဆက်လန်းလေးဟာအသက်ဆက်ဖို့မနှဲကိုရုန်းကန်လာရပါတယ်လက်တွေ့ဘဝမှာအမြဲလိုလိုကြုံရတတ်တဲ့ first date အခြေအနေတစ်ခုကိုစဉ်းစားကြည့်ရအောင်ဒေရှဆက်ချင်းမှာလက်ဖက်ရည်ဆိုင်လဲကိုခေါ်သွားပြီးငါကရိုးရိုးရှင်းရှင်းပဲနေချင်တာအတူအယောင်နေမကြိုက်ဘူးလို့နှုတ်ကနေခက်တီတီနဲ့အကြောင်းပြကောင်းပြနေပါလိမ့်မယ်ဒါပေမဲ့ date ရဲ့အလဲလောက်ရောက်တော့တစ်ဖက်လူကဈေးကြီးတဲ့မုံလေးထပ်မလိုက်မှာကိုကြောက်ပြီးစိတ်ထဲမှာချွေးပြနေရပါပြီပြီးတော့ငွေရှင်းရမယ့်ချိန်ရောက်တဲ့အခါအကထဲကပိတ်ဆန်လောက်ပါမလားဆိုတော့ကိုရင်တထိတ်ထိတ်နဲ့တွေးပူနေပဲရတာဟာဘသူကိုမှလိန်လို့မရတဲ့လက်တွေ့ပါပဲဟန်ဆောင်မှုတွေအောက်မှာပုံခွဲနေတဲ့ဒီလိုမင်းမျိုးကြည့်ပြီးစိုးရင်ရတဲ့အခြေအနေမျိုးဟာအလွန်ကိုနားကျင်စရာကောင်းတဲ့ခံစားချက်တစ်ခုပါဒီလိုစိုးရင်ပူပါမှုတွေရဲ့နောက်ွယ်မှာပိုပြီးနှဆိုင်တဲ့ခံစားချက်တစ်ခုရှိနေပါရဲ့အဲ့ဒါကတော့တိမ်ငယ်မှုပါပဲကိုချစ်သူကကို့အတွက်အချင်းကုန်ခံဒီဖေးချစာအလောက်ကင်ပြီးလာတွေ့တဲ့အခါတိုင်းသူ့ကိုကောင်းကောင်းမွန်မွန်လေးထားခြင်းပဲမယ်လာကုန်ခါနီးဖြစ်နေလို့အိတ်ကထဲမှာဘာမှမရှိတဲ့အခါဒီတစ်ခါတော့ဒီလိုလေးပဲအဆင်ပြေအောင်နေလိုက်ကြရအောင်ဆိုပြီးအကျဉ်းချင်းမျက်နှာငယ်ရတဲ့ခံစားချက်မျိုးပါကိုဘွားတောင်ကိုနိုင်အောင်မနီးယုံနေရတဲ့အချိန်မှာအချက်ဆွေတဲ့ခေါင်းစဉ်တက်ပြီးဒီလိုအခြေအနေမျိုးကိုဖျက်တမ်းရတာဟာစကားနဲ့ဖော်ပြလို့မရနိုင်အောင်အိမ်မတန်မကိုနာကျင်ရတဲ့အတန်ဒီနာကျင်မှုတစ်ခုဖြစ်ပါတယ်ဒီလိုခိုင်မာတဲ့ငွေကြေးအုပ်မြင့်မရှိတဲ့အခါအခြေရေးမှာအရေးကြီးဆုံးဖြစ်တဲ့ယုံကြည်မှုနဲ့လုံခြုံမှုတွေဟာတဖြည်းဖြည်းအငွေ့ပြန်လာပါတယ်နောက်ဆက်တွဲအနေနဲ့အစိတ်သင့်စိတ်ရဲ့ဖြီးစည်းမှုတွေဝင်လာပါတယ်အခြေရေးဟာတဖြည်းဖြည်းမွန်းကျက်လာပြီးငွေကြေးပြဿနာလေးတွေကနေအစားပြုလို့စကားများရန်ဖျရတဲ့အခြေအနေတွေထိရောက်လာတတ်တယ်တစ်ဖက်လူကဘယ်လောက်ပဲနားလည်ပေးနိုင်ပါစေငါကသူ့ကိုပျော်ရွှင်မှုတွေပေးနိုင်စွာမရှိဘူးဆိုတဲ့သိငယ်စိတ်ကနေတိုင်းလိုလိုအတွေးထဲမှာနှိပ်စက်နေတတ်ပြီးဆက်ဆံရေးတစ်ခုလုံးကိုအစိတ်သင့်စေရတာပါပဲဒီတော့ကိုတတိရှိရှိမေးခွန်းထုတ်ကြည့်ဖို့လိုလာပါပြီတခြားသူတယောက်ကိုရဲ့ပင်ပန်းကြစ်တဲမှုတွေထဲဆွဆွဲခေါ်လာတာဟာတကယ်ပဲအချစ်စစ်လားဒါမှမဟုတ်ကိုရဲ့အထီးကျမှုကိုဖြေပြောက်ခြင်းတဲ့အတ္တတတပဲလားအတူတူရုန်းကန်ကြမယ်ဆိုရဲ့စကလုံးလလလေးလေးနဲ့ဖုံးကွယ်ထားပေမဲ့တကယ်တမ်းကျတော့ကိုရဲ့မတည်ငြိမ်တဲ့လေဘဝကြီးတွေကိုချစ်တဲ့အဖြစ်မရှိတဲ့သူတယောက်ကိုဆွဲသွင်းပြီးအနာဂတ်ကိုဖျက်ဆီးတယ်လို့ဒုက္ခပေးနေတာမျိုးဖြစ်မနေဘူးလားဆိုတာကိုလေးလေးနက်နက်စဉ်းစားသင့်နေပါပြီအချစ်ဆိုတာအတူတူဒုက္ခခံခြင်းမဟုတ်ပါဘူးတကယ်တော့အစိတ်သိနေတဲ့အတ္တဆိုတာဟာလူတယောက်ရဲ့အချိန်နဲ့ပျော်ရွှင်ခွင့်ကိုအတူတူရုန်းကန်မယ်ဆိုတဲ့ခေါင်းစဉ်အောင်မှာခေါင်းပုံဖြတ်နေတဲ့လူရဲ့မျိုးပါတကယ်စစ်မှန်တဲ့တာဝန်ယူမှုဆိုတာကတော့ကိုချစ်တဲ့သူကိုကိုကြုံစိတ်ဆင်းရဲစရာတွေမနှံ့ငယ်စရာတွေမကြုံရအောင်ကိုရဲ့မတည်ငြိမ်မှုတွေကနေကာကွယ်ပေးတာဖြစ်ပါတယ်ရှုထွေးနေတဲ့ဘဝတွေကိုတပားသူကိုဆွဲချတာဟာအလွန်ကိုဖျက်ဆီးလို့စိတ်များတဲ့လူရဲ့တစ်ခုလိုတော့မြင်နိုင်ပါတယ်ဒါကြောင့်တမိုးမြင့်မာတဲ့ရှုထောင်ကနေစဉ်းစားကြည့်မယ်ဆိုရင်ကိုတော့ရပ်တည်နိုင်ဖို့မနေရုန်းကန်နေရချိန်မှာ relationship တခုကိုအတင်းတမစစ်တင်ဖို့စ조사တာဟာတာဝန်ယူစိတ်ကင်းမဲ့လုံးရကြပါတယ်တကယ့်ကိုရင်းချက်တဲ့ချစ်ချင်းမေတ္တာဆိုတာကိုဘွားအခြေအနေရန်ဆိုးရွားနေချိန်မှာရေးစားထားခြင်းတဲ့ဆန္ဒတွေကိုခဏလောက်အန်ချိန်မျိုးတိတ်ထားပြီးကိုရင်ဆုံးတိဆောက်ဖို့နဲ့ငွေကြေးတည်ငြိမ်မှုရအောင်အရင်စ조사တာကမှအဆုံးစုံတော့တကယ့်အချစ်စစ်ထပါလိမ့်မယ်ဒါဆိုရင်တာဝန်ယူမှုရှိတဲ့ရင်းချက်သူတယောက်ရဲ့လမ်းစဉ်ကဖြိုဖြစ်မလဲပထမဆုံးအနေနဲ့အချိန်မတန်တဲ့ပဲအခြေရေးကိုစတင်ခြင်းတဲ့စန္ဒတွေကိုထိန်းချုပ်ရပါမယ်ဒုတိယအနေနဲ့ခက်ခဲတဲ့အချိန်တွေကိုတယောက်တည်းရင်ဆိုင်ဖြတ်တန်းပြီးကြောက်ဆောင်တစ်ခုလိုခိုင်မာတဲ့ငွေကြေးအုပ်မြစ်ကိုတိဆောက်ရပါမယ်ပြီးတော့မှတတိယအဆင့်အနေနဲ့ကိုတကယ်ချစ်ရတဲ့သူကိုယုံကြည်မှုအပြည့်နဲ့လက်ကမ်းပေးပြီးလုံခြုံလာပါတဲ့ဘဝတစ်ခုကိုဘာနှောင်တောင်းမှမရစေပဲဖန်တီးပေးရမှာဖြစ်ပါတယ်
တေချာတာပေါ့ဒီလိုကြိုးစားတည်ဆုံနေတဲ့အချိန်ကာလဒီမှာအထီးကျန်ဆန်မှုဆိုတာရှိလာမှာပါပဲဒါပေမဲ့ကိုတယောက်ကျဲဖြတ်တန်းရမယ့်ယာယီအထီးကျန်ဆန်ခြင်းဆိုတဲ့နာကျင်မှုဟာအနာဂတ်မှာကိုချီရသူအတွက်တုံ့လုံးမှုမရှိတဲ့ခိုင်မာတဲ့ဘဝတစ်ခုကိုတိစောက်ပေးခြင်းကရလာမယ့်ရေရှည်တည်ငြိမ်မှုနဲ့ရှင်းလိုက်ရင်ဘာမှမဟုတ်တော့ပါဘူးကိုယ်တိုင်ခိုင်ခိုင်မာမာရက်တည်နိုင်တဲ့တနည်းကြမှာပေးဆက်ရတဲ့အချစ်ကမှပေတော့မှရင်းရိုင်မသွားမယ့်အချစ်မျိုးဖြစ်လာမှာပါ နောက်ဆုံးအနေနဲ့ဒီမိခိုးလေးကိုပဲခြံရဲထားချစ်ခြင်းပါတယ်ခါဒီပေမဲ့လက်ခံရမယ့်အမှန်တရားကတော့အချင်းဒီမပေးသေးပဲဇွတ်ချစ်ရဲ့နှစ်ယောက်စလုံးတရားပါထန်ရရသွားတတ်တယ်ဆိုတာပါပဲကိုယ်ပဲဆုံးဖြတ်ချက်ကတခုကောင်းဆန်စွာနဲ့ကိုယ်အချစ်ဆုံးလူကိုဒုက္ခတွေမျှဝေခံစားခိုင်းမယ်လဲလားဒါမှမဟုတ်အချင်းတန်ရင်တကယ့်ကိုထောက်ပံ့ပေးနိုင်မယ်လုံခြုံမှုအပြည့်ပေးနိုင်မယ်အုံမြင့်တစ်ခုကိုကိုယ်လိုက်ရုန်းကန်တည်ဆောက်မယ်လမ်းလားဒီအချက်ကိုကိုပြန်မေးကြည့်ပြီးလေးလေးနက်နက်ဆင်ခြင်တွေးတောနိုင်ကြစေလို့တိုက်တွန်းရင်းဒီကနေ့ရှင်းလင်းတင်ပြချက်ကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတဲ့အားလုံးပဲပုံမကောင်းမွန်တဲ့အနာဂတ်ဒီကိုတည်ဆောက်နိုင်ကြပါစေ